PD နဲ့ပတ်သက်တာက sabbatical ပြီးသွားတော့ sabbatical တကယ်တမ်းကရှင်းပြဖို့ကတော့နော်ဟိုအတန်သွင်းတဲ့ကောလမ်မိုက်ကလေးရပဲဖောက်သလားဖုံးရပဲဖောက်သလားတော့မသိဘူးနော်ခဏတိုင်းပြက်ပြက်ကြနေလို့ခုလောက်နေအဲ့တော့ PD ဖမ်းတဲ့နေရာမှာ sabbatical ပဲဖြစ်ဖြစ်စလန်နာပဲဖြစ်ဖြစ်နော်ဒါ sabbatical အနေထားမှာလည်းပြီးအောင်ဒီမပြောရသေးဘူးဘာစကားမှကိုကောင်းမပြောသေးဘူး3-4မိနစ်ဆိုပုံအပြက်ပြက်ကြနေလို့နော်ခုတော့တခြားတော့လောက်ထားတယ်အဲ့တော့လက်မေးတယ်တင်တန်းစပြီလားတင်တန်းစပြီလားဟုတ်တယ်တင်တန်းကတော့စပြီတင်တန်းစပြီဆိုတော့ Telegram မှာဖုန်းနံပါတ်ကလေးနဲ့ဟိုက်ထားလိုက်နော်တင်တန်းတက်ချင်တဲ့သူတွေအကုန်လုံး Telegram မှာဖုန်းနံပါတ်နဲ့ဟိုက်တင်တန်းတက်ချင်လို့ပြောနော်တင်တန်းရေးဘယ်လောက်ယူတော့မေးအဲ့ကြမှာအဲ့ကြတော့တင်တန်းရေးပြောပြပြီမနော်တင်တန်းရေးဒီထဲမှာမပြောတော့ဘူးနော်အဲ့ဒီမှာပဲမေးလိုက်နော်တက်ချင်ရင်တော့တက်မတက်ချင်လည်းရတယ်နော်တင်တန်းနဲ့ပတ်သက်လို့အဲ့တော့ကိုတက်ချင်တဲ့တင်တန်းကိုလည်းမျက်စိစမ်းတင်တန်းတက်ချင်သလားဘေးလီဘေးသေးပေါ့နော်ဘေးလီဘေးသေးဆိုတော့ခုခေတ်မှာတော့ဘေးလီဘေးသေးမဟုတ်တော့ဘူးနော်မှန်သွေးလို့ခေါ်တယ်စာသူတွေကကုန်ပြောင်းကုန်အရင်တော့ကမှန်သွေးဆိုပါဝါသွေးတဲ့ဆရာတွေကမှန်သွေးဆရာလို့ခေါ်တာမှန်ဘေးလီရဲ့လူတွေကိုမှန်သွေးဆရာမဟုတ်ဘူးဒါပေမဲ့မှန်သွေးဆရာတွေကကြတော့ပျောက်တဲ့လောက်သွားတော့သူကဘေးလီဆရာတွေကမှန်သွေးဆရာနာမည်ယူထားတာယူသလိုအပင်ကဖြစ်သွားပြီဘုနော်ယူထားတယ်လို့မဟုတ်ဘူးအားလုံးကဘေးလီရဲ့လူကိုမှန်သွေးတယ်လို့ပဲယူဆပြီးတော့ခေါ်ဝေါ်ကြတော့ဒီမှန်ဘေးလီရဲ့ဆရာတွေကမှန်သွေးဆရာလာဖြစ်နေတာအဲ့တော့ကိုတက်ချင်တဲ့ပညာနေတာနော်ပညာဘာသာရပ်တစ်ခုခုပေါ့Fiber သွေးတာ Fiber Bible ကဆလနာတွေသွေးတာတက်ချင်တဲ့လူက Bible ကဆလနာသွေးတဲ့ဟာအတိုင်းတာပြောသင်တန်းကိုတစ်မျိုးစီအားလုံးပေးသွားမယ်နော်အဲ့တော့ကိုတက်ချင်တဲ့သင်တန်းကိုပြောဘေးလီသင်တန်းတက်ချင်သလားမျက်စိစမ်းတဲ့သင်တန်းတက်ချင်လားနော်ကျူ Bible ကဆလနာတွေသွေးတာပဲတက်ချင်လားအဲ့တော့ကြိုက်တဲ့ဘာသာရပ်ကိုပြောနော်အားလုံးကသင်တန်းပေးတယ်အဲ့တော့လောလောဆယ် PD နဲ့ပတ်သက်တာနော်မျက်မှန်တစ်လက်မှာ PD ကအရေးကြီးဆုံးပဲဒီစကားကြီးလည်းခဏတိုင်းပြောရနော်အဲ့တော့ဆလန်နာမှာရော PD ရှိလားတဲ့ဆလန်နာလည်း PD ရှိတာပဲစပတီကတခုလည်း PD ရှိတာမဟုတ်နော်ဆလန်နာလည်း PD ရှိတယ်ဆလန်နာက PD ကဘယ်နေအပားနှစ်ခုအတိုင်းတာရနော်အထူတိုင်းအတိုင်းတာရသွားတာပဲဆလန်နာများရင်များသလိုအထူပါးလေးဟာလာမှာပဲဒီသဘောပဲအဲ့ဒီမှာ PD တွေရှိတယ်နော်ဆလန်နာလောင်းတဲ့နေရာမှာလက်မညီဘူးဆိုရင်သူက PD ကမိုင်းနဲ့ဆိုပါတဲ့ဘက်ကတ်သွားတယ်ပလက်ဆိုထူတဲ့ဘက်ကတ်လာတယ်ဒါလောင်းတဲ့ဆလန်နာလောင်းတဲ့သွေးတဲ့ပုံမှာမူတည်ပြီး PD သွားလာလှုပ်ရှားတဲ့အတိုင်းတာကိုပြောပြတယ်နော်အဲ့တော့ခင်ဗျားတို့ကျိုးတို့ကဘာလုပ်မလဲ PD ဖမ်းတော့မယ်ဆိုရင်ဆလန်နာဆိုမီတာအရင်ဆုံးဝင်ရိုးတက်မတက်အရင်ကြည့်ဆလန်နာမီတာဝင်ရိုးကြီးပဲမကြည့်နဲ့ဒီမီတာဝင်ရိုးကဆလန်နာမီတာဝင်ရိုးက90ဆိုရင်90အပြည့်ရှိတယ်ပလတ်မီတာဆိုလဲပလတ်မီတာမှာ180ဆို180အပြည့်ရှိတယ်သို့တော့သူ့ရဲ့ PD အကျဆုံးနေရာကိုပဲမီတာတားကြည့်လိုက်အဲ့ကြတော့ဩဒါကဆလန်နာဝင်ရိုးကတက် PD ရတက်ဆိုတာပေါ်လာလိမ့်မယ်နော်ဒါမို့တွေရောဖမ်းမှုကြလားမီတာခင်ဗျားတို့ကခုလက်ရှိလူတွေကကြတော့ PD နဲ့ပတ်သက်တာမပြောနဲ့မီတာကိုစက်နဲ့ဖမ်းကြတယ်မျက်လုံးနဲ့ဖမ်းတဲ့လူတွေလို့သိမရှိဘူးအဲ့တော့ခုလက်ရှိမျက်မှန်လောကမှာအတိုင်းတာကြလဲပြောမယ်ဆိုရင်တော့ပညာတတ်ကတော်တော်နည်းနေတာနောက်ဆိုခေတ်ကတိုးတက်လာမလားဘာလားမသိဘူးနော်ခမန်းချက်တစ်ခုပြောပြပေးမယ်မျက်စိစမ်းတဲ့ဆရာတွေအားလုံးပတ်စံရှိလို့ကတော့တနိုင်ငံလုံးချမ်းသာရင်တနိုင်ငံလုံးမျက်စိစမ်းတဲ့ဆရာဖြစ်မှာဘာလို့ဆိုကွန်ပျူတာဝယ်ပြီးသွားလို့ရှိရင်မျက်စိစမ်းလို့ရပြီဆိုတာကိုလူတိုင်းကသိနေ
ဒါပေမဲ့မျက်မှန်ကဖြစ်ပြလာမဲ့ပြဿနာတချို့ဟာတွေကိုတော့ဒီကွန်ပျူတာနဲ့စမ်းတဲ့လူတွေမှန်လည်းမဖြေရှင်းနိုင်ဘူးဖြေရှင်းလို့လည်းမရဘူးဘာလို့သူတို့မှာကအခြေခံဘာမှမရှိသေးတဲ့သဘောတရားအသွားလာအတိုင်းတာလေးတွေအတွေ့အကြုံလေးလောက်ပဲသူတို့ပြောပြနိုင်မယ်ထဲထဲဝင်ထိဘာမှမသိဘူးသူတို့မှာကအဲ့တော့ပညာတစ်ခုကိုလေ့လာသင်ယူတော့မယ်ဆိုရင်ထဲထဲဝင်ထိလေ့လာသင်ယူကြပါနော်တချို့ကကြတော့သင်တန်းပေးတာကအခမဲ့မဟုတ်ဘူးလားဗလားနဲ့သင်္ကန်းတော့အခမဲ့မဟုတ်ဘူးနော်သူ့အတိုင်းတာနဲ့ဒီပေါ့ကျုပ်တို့ကပညာတစ်ခုသင်ဖို့ဆိုတာမလွယ်ဘူးမရှိမဲ့ရားကနေသွားသင်ရတာနှစ်ရှည်လာများအတိုင်းတာနဲ့အများကြီးပဲကျုပ်တို့မှာအလုပ်လုပ်လာတာနော်ကျုပ်တို့ဘဝဇာတ်ကြောင်းတွေပြောမယ်ဆိုရင်တညလုံးပြီးမှမဟုတ်ကျုပ်တို့ပညာသင်ရတဲ့အတိုင်းတာမျိုးဆိုခုခေတ်လူငယ်တွေကပညာသင်ရတာတအားလွယ်တယ်ပတ်စံပေးလိုက်တစ်လဘယ်လောက်တော့ပတ်စံပေးလိုက်အပညာတစ်ခုရတယ်ပညာကိုငွေနဲ့ဝယ်လို့ရတဲ့ခေတ်ဖြစ်နေတာအဲ့တော့ပညာကိုငွေနဲ့ဝယ်လို့ရတဲ့ခေတ်မှာပညာတစ်ခုတက်ဖို့ကအရေးကြီးဆုံးပဲအဲ့တော့ငွေကိုမမြင်နဲ့ဒီကသင်တဲ့ပေးတဲ့ဆရာပဲဖြစ်ဖြစ်အပြင်မှာသွားသင်တဲ့အနေထားပဲဖြစ်ဖြစ်ပညာကိုရအောင်ယူဘယ်ပညာနဲ့နေဟိုကပတ်စံအကုန်ခံပြီးသင်ထားတာဖြစ်သည့်အတွက်နော်အဲ့တော့ဒီတော့မှမိတာအကြောင်းထပ်ပြောပြမယ်နော်ဒီတိုင်းတာလေးခဏရပ်ထားလိုက်တော့ဒါပညာသင်မဲ့အတိုင်းတာလေးတွေ